ဝမှာလေတချို့အခက်ရတန်တွေကဘာလို့မြတ်တခြားအချိန်တွေထက်ပိုပြီးတော့ဆွေးကြံနေရတာလဲကဲဒီနေ့တော့ The Power of Moments ဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့အဲ့လိုထူးခြားတဲ့အတွေ့အကြုံတွေရဲ့နောက်ွယ်ကစွမ်းအားကဘာလဲဆိုတာကိုအတူတူကြည့်တွားကြရအောင်ဒီအကြောင်းကိုစဖို့ဒီစကားလေးနဲ့အစာပြုကြည့်ရအောင်အားကစားကိုဒီလိုမျိုးအကြီးအကျယ်ဂုဏ်ပြုကြပြီးမြင်ပညာရေးကိုတော့အလားတူဂုဏ်ပြုတဲ့အခမ်းအနားမျိုးမရှိဘူးဆိုတာကျွန်တော်ကိုတကယ်အားသင့်စေတယ်တဲ့ဒီစကားကတကယ်တော့အရေးကြီးတဲ့မိကုံးတစ်ခုကိုမေးလိုက်တာပါပဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာအရေးပါတဲ့အခိုက်အတန့်တွေကိုဒီအတိုင်းပဲဖြစ်လာဖို့စောင့်နေမှာလားဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးယူလို့ရနိုင်မှာလားဆိုတာပါပဲအဲ့ဒီတော့ပထမဆုံးအနေနဲ့ကြည့်ချင်တာကအခိုက်အတန့်တွေကိုကန်တရားအတိုင်းပြစ်ထားတဲ့ကျွန်တော်တို့ရဲ့အလေးထားပါဘဝရဲ့အမတ်တရားအထည်ဆုံးအချိန်တွေဆိုတာကမျော်လင့်ပဲဖြစ်လာတဲ့တွေကိုကျွန်တော်တို့ဘာလို့များထင်နေကြတာလဲဟုတ်တယ်မလားဒီအကြောင်းကိုပို့ပြီးနားလည်သွားအောင်ဇလန်လေးတစ်ပုဒ်နဲ့စကြည့်ရအောင်ဒါကတော့ Yes Prep ကျောင်းရဲ့ Senior Signing ဒီဇလန်ပါပဲအားကစားသမားတွေကသူတို့ကစားမဲ့အသင်းကိုရွေးချယ်ကြောင်ကြီးညာသူလိုမျိုးပေါ့ပွေရတော့မဲ့ကျောင်းသားတွေကသူတို့တက်တဲ့ college ကိုပြည်သက်ကြီးရဲ့အားဖေးတဲ့နေကြတဲ့မှာကြီးညာတဲ့အခမ်းအနားတစ်ခုပေါ့အားကစားကနေစီကူရပြီးပညာရေးအတွက်ဖန်တီးခဲ့တာပါတော်တော်မိုက်တဲ့ idea နော်ဒီ season ရဲ့ကြီးထွားလာပုံကတကယ်ကိုအဲ့မခန့်ပါပဲကြည့်ပါအောင်2000ခုနှစ်မှာကျောင်းသား19ယောက်လူ450လောက်နဲ့ရက်ကွက်ခန်းမလေးတစ်ခုမှစတင်ခဲ့တာအဲ့ကောင်နေ2010မှာတော့ဘွဲ့ရကျောင်းသား160ယောက် Rice University အားကစားကွင်းကြီးထဲမှာလူ900နဲ့ကျင်းပနိုင်တဲ့အထိတိုးချဲလာခဲ့တယ်အခုဆိုရင်ဒီစိတ်ကွန်းကတနိုင်ငံလုံးကကျောင်းတွေကိုတောင်ဆေးဆောင်မှုပေးနေတဲ့လှူရှားမှုကြီးတစ်ခုဖြစ်နေပါပြီတိတ်တိတ်လေးကနေစပြီးဘယ်လောက်ထိတက်ရောက်မှုရှိတော့လဲဆိုတာကြည့်စမ်းပါတကယ်တော့လေကျွန်တော်တို့အားလုံးမှာကိုယ့်ဘဝကိုအဆုံးဖြတ်ပေးရဲ့ခိုက်တန်လေးတွေရှိကြပါတယ်ဒါပေမဲ့အများစုကတော့ကန်တရားအကိုင်းဖြစ်လာတာကြီးပါပဲအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီလိုဖြစ်စရာမလိုဘူးဆိုတာပါပဲဆိုလိုတာကအဲ့ဒီလိုအခိုက်တန်တွေကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးလို့ရရင်ဘယ်လိုလုပ်မလဲအဲ့ဒီမြေဟွန်းရဲ့အဖြစ်ကိုဒီဒုတိယအပိုင်းမှာရှာတိကြရအောင်ဘဝကိုအဆုံးအဖြတ်ပေးနိုင်တဲ့အခိုက်အတန့်တွေကိုဘယ်လိုများတည်ဆောက်လို့ရမလဲဟုတ်ပါတယ်ဒီလိုအခိုက်အတန့်တွေကိုတမင်တကာဒီဇိုင်းဆွဲပြီးဖန်တီးလို့ရတယ်ဆိုတာကိုပြောပြသွားမှာပါကဲဥပမာတစ်ခုကြည့်အောင်အလုပ်အသစ်ရဲ့ပထမဆုံးနေ့တနေ့ကိုစဉ်းစားကြည့်လိုက်ပါပုံမှန်ဆိုရင်တော့ဘာတွေဖြစ်မလဲစီကန်းချစ်တွေပါတယ်လက်ဆွဲစားဖို့ပါရမယ်လူသစ်စစ်တောလောက်ရဲ့နာမည်တွေကိုမေးသွားမယ်ပြီးတော့ Lester ဆိုတာဘာတူပါလဲလို့တွေးနေမိမယ်ဒါတာမှန်ပထမဆုံးနေ့ပေါ့အဲ့ဒီစားတမင်တကာတီဆော့ထားတဲ့ပထမဆုံးနေ့ကတော့မတူပါဘူးဥပမာအလဲတန်းကျောင်းရဲ့ပထမဆုံးနေ့မှာနဲ့တာမစ်ဆက်တင်တန်းဒီ local races လို့ပြောစက်ပြန်ပွဲလေးနဲ့ကြိုဆိုတာမျိုးပေါ့တမင်တကာဖန်တီးမှုလေးတစ်ခုကဘယ်လောက်တောင်ကွာခြားသွားလဲဆိုတာတွေ့နိုင်ပါတယ်တစ်ခုကမေးစရာနောက်တစ်ခုကအမတ်တရဖြစ်စရာပါဒါဆိုရင်ဘဝကိုအဆုံးအဖြတ်ပေးတဲ့အခိုက်အတန့်ဆိုတာတကယ်တမ်းမှဘာကိုပြောတာလဲအတိတ်ပဲဖွင့်တော့ရှင်းရှင်းလေးပါပဲဒါဟာအမတ်တရဖူးပြီးအတိတ်ပဲလည်းရှိတဲ့တိုးတောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲကောင်းပြီဒီလိုအခိုက်အတန့်တွေကိုဘယ်လိုဖန်တီးကြမလဲအဖြေကအခြေခံအချက်၄ချက်မှရှိပါတယ်ဒါကတော့မှတ်မိလွယ်တဲ့ EPIC ဆိုတဲ့ပုံစံလေးပါပဲဘာတွေလဲဆိုတာကြည့်လိုက်ရအောင်အဲ့ဒါတွေကတော့ EPIC ပါ E က elevation မြင့်တင်ခြင်း P က pride ဂုဏ်ယူခြင်း I က insight အတွင်းကျကျတည်မြင်ခြင်းပြီးတော့ C က connection ဆက်သွယ်မှုတို့ပါပဲဒီအချက်၄ချက်ထဲကတစ်ခုဒါမှမဟုတ်တစ်ခုထက်ပိုပြီးပါဝင်တဲ့အခိုက်အတန့်တွေကကျွန်တော်တို့ရဲ့မှတ်ရန်ထဲမှာတကယ်ကိုဆွဲမြဲနေတတ်ပါတယ်ကဲတစ်ခုချင်းစီကိုဥပမာနဲ့ကြည့်ရအောင်ပထမဆုံး elevation မြင့်တင်ခြင်းကိုကြည့်ရအောင် Preet Amanger ဆိုတဲ့ coffee ဆိုင်မှာပေါ့ဝန်ထမ်းတွေကသူတို့သဘောကျတဲ့ food တွေကို appetize အဖြော်ရင်မကနဲ့အစားအချို့ကိုအလကားပေးပိုင်ခွင့်ရှိပါတယ်ဒီလုံရလေးကတာမန် coffee ဝယ်တော့တယ်ဆိုတဲ့ပုံမှန်အခြေအနေကိုချိုးဖျက်ပြီးအထူးတလေးဖြစ်စေတဲ့မြင့်တင်ခြင်း elevation အခိုက်အတန့်တစ်ခုကိုဖန်တီးပေးလိုက်တာပါရိုးရှင်းတဲ့အခိုက်အတန့်တစ်ခုကိုအထူးတလေးနဲ့အမှတ်ရအောင်မြင့်တင်ပေးလိုက်တာပေါ့ဒီလိုအတွေ့အကြုံမျိုးကြုံပူးရင်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးနောက်တစ်ခုက pride ဂုဏ်ယူသီးမှာဥပမာ Fitbit Fitness app ကသုံးစွဲသူတွေတသက်တာမိုင်2500ပြည့်သွားတဲ့အခါ Monai Migration Badge ဆိုတဲ့စုတန်းစစ်ကိုပေးပါတယ်ဒီတိုင်းဆိုရင်တော့ကိုမိုင်2500ရှောက်ပြီးသွားတာကိုတတိတောင်ထားမိမှာမဟုတ်ဘူးလေအဲ့ဒီလိုစုတန်းစိတ်ပေးလိုက်တာကအောင်မြင်မှုတစ်ခုကိုဖော်ထုတ်ပြလိုက်တာပါပဲပြီးတော့ဂုဏ်ယူခြင်း pride အခိုက်အတန့်ကိုဖန်တီးပေးလိုက်တာပါတိုးတက်မှုကိုအတိအမှတ်ပြုခြင်းဟာဘဝကိုအဆုံးဖြတ်ပေးတဲ့အခိုက်အတန့်ဒီဖန်တီးရမှာတကယ်ကိုအားကောင်းတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ insight အတွင်းကျကျသိမြင်ခြင်းပါဒါကတော့နည်းနည်းထိတ်လန့်စရာကောင်းတဲ့ဥပမာတစ်ခုပေါ့ကျမရဲ့ဝန်ထမ်းတို့က7တချောင်းကိုမစင်တဲ့နှစ်
ပြီးတော့တန်ရှင်းတဲ့ရေဖန်ခွက်ထဲမှာမွေပြီးရွာသားတွေကိုတောက်ခိုင်းပါတယ်ဟုတ်ပါတယ်သူတို့အားလုံးငင်းဆန်ကြတာပေါ့ ဒီလောက်ရက်ကသူတို့ကိုအမှန်တရားကိုမျက်ဝါးထင်ထင်မြင်တွေ့စေပြီးအတွင်းကြကြသိမြင်ခြင်း insight အခိုက်အတန့်ကိုဖန်တီးပေးလိုက်တာပါ။အော်ဒီလိုလားဆိုတဲ့သိမြင်မှုမျိုးပေါ့။ဒီလိုထိုက်လန့်စရာတရုပ်ပြမှုကသူတို့ရဲ့တကူတွေတန့်ရှင်ရေးနဲ့ပတ်သက်တဲ့မကျေနပ်မှုတွေပုံပေါ်လာခြင်းကိုဖြစ်စေပြီးတော့နှက်ဆိုင်တဲ့ပုံနာလေမှုတစ်ခုကိုရရှိစေခဲ့ပါတယ်။ ကဲ EPIC အကြောင်းသိပြီးပြီဆိုတော့ဒီသဘောတရားတွေကိုလက်တွေ့မှာဘလို့အသုံးချနိုင်မလဲဆိုတာကြည့်လိုက်ရအောင်အခိုက်အတန့်များကိုလက်တွေ့အသုံးချခြင်းအပိုင်းကိုဆက်လိုက်ကြရအောင် ဒေါ်လာတန်130ဒီငွေပမာဏကဘာကိုဆိုလိုတာလဲစဉ်းစားကြည့်ပါဦး ဒီဒေါ်လာတန်900ဆိုလာကလေ Southwest လေကြောင်းလိုင်းကလေယာဉ်ဘေးကင်းရေးကြီးညာချက်ဒီမှာဟာသားတွေကိုနှက်ဆတိုးပြီးပြောယုံနေဟုတ်ပါရဲ့ဟာထတ်ကိုပြောယုံနေတနေ့အတွင်းရရှိနိုင်မယ်လို့တွက်ချက်ထားတဲ့ဝင်ငွေဖြစ်ပါရဲ့မယုံနိုင်စရာပဲနော်ဒါက elevation အခိုက်အတန့်လေးတစ်ခုရဲ့တန်ဖိုးပါပဲ โอเคနောက်ဆုံးအနေနဲ့ဒီသင်ခန်းစာတွေကိုချက်ချင်းလက်တွေ့အသုံးချနိုင်မယ့်နည်းလမ်းတစ်ခုကိုတင်ပြခြင်းပါတယ်ဒါကတော့စင်ခေါ်မှုတစ်ခုပါပဲ ဒါကတော့ကျေးဇူးတင်လွန် pay up ချင်းလို့ခေါ်တဲ့လေ့ကျင့်ခန်းလေးပါလုံးရမှာကရှင်းပါရင်အဆင့်ကျဘဝကိုပိုကောင်းအောင်ပြောင်းလဲပေးခဲ့ပြီးကျေးဇူးစကားကောင်းကောင်းမွန်မွန်မပြောခဲ့ရသေးတဲ့သူတယောက်ကိုစဉ်းစားပါနေ့သူတို့ဘာလုပ်ပေးခဲ့တဲ့ဆိုတာကိုတိတိကျကျနဲ့စကလုံး300လောက်နဲ့စတဆောင်ရေးပါ3သူတို့နဲ့လူကိုယ်တိုင်တွေ့ဖို့စီစဉ်လိုက်ပါပြီးတော့အရေးကြီးဆုံးကအဆင့်၄အဲ့ဒီစာကိုသူတို့ရှေ့မှာအတန်ထွက်ဖတ်ပြပါဒီလေ့ကျင့်ခန်းဟာလူနှစ်ယောက်စလုံးအတွက်အထွတ်အထိပ်အခိုက်အတန့်တစ်ခုဖန်တီးပေးနိုင်တဲ့အပြုသဘောဆောင်စိတ်ပညာမှာအထီးရောက်ဆုံးနည်းလမ်းတွေကတစ်ခုဖြစ်တယ်လို့ဆိုပါရယ် ကဲဒီမေးခွန်းလေးနဲ့အဆုံးသတ်လိုက်ရအောင်တစုံတစ်ယောက်ရဲ့ဘဝကိုပိုကောင်းအောင်ပြောင်းလဲပေးနိုင်တယ်ပြီးတော့အဲ့ဒါကကိုယ့်ဘက်ကအချင်းလေးအများကြီးမကုန်ဘူးဆိုတာကိုသိရင်ဘာလုပ်ကြမလဲအခုကျွန်တော်တို့အားလုံးသိတော်ကြပါပြီဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲ